အခုဖပြပေးမယ့်စာအုပ်လေးကတော့ဆရာကြီးဦးဖုံးတာတို့ရေးသားထားတဲ့တုံညအတွေ့ရတာဆုံးဆိုတဲ့စာအုပ်ထဲကစပွဲဝိုင်းငိုခြင်းဆိုတဲ့ခေါင်းစဉ်အသေးလေးပဲဖြစ်ပါတယ်စပွဲဝိုင်းငိုခြင်းကျွန်တော်ရင်ဖွင့်ပြရစီကျွန်တော်ပြောတဲ့စကားတွေကိုတိတိကျကျနားထောင်ပေးစီခြင်းနဲ့ကျွန်တော်ဒီစကားတွေကိုမျက်ရည်နဲ့ယဉ်ပြီးပြောချင်တာကြားခဲ့ပါပြီကျွန်တော်ကဒီအိမ်ရဲ့ထမင်းစားတဲ့စပွဲဝိုင်းလေးတစ်ခုပါအခုတော့နံရံမှာကြီးနှံကျိုးနဲ့ချိတ်ထားကြတယ်ဖုံတွေပိုးမြင်နေနဲ့ညစ်ပတ်လို့နေပါပြီဟိုတုန်းကဆိုတာလွန်ခဲ့တဲ့နှစ်20-30လောက်ကိုဆိုလိုတာပါဒီစပွဲဝိုင်းလေးမှာမိသားစုတွေညနေစာအတူစားကြတယ်အခုဒီလိုအပြုအမူတွေမရှိတော့ဘူးကျွန်တော်ရောက်နေတဲ့အိမ်ကျောင်းကိုပြောပြရအောင်မယ်ဒီအိမ်မှာကမိသားစုရင်9ယောက်ရှိတယ်အဖေလှုပ်တဲ့သူကအယောင်းဝယ်လှုပ်တယ်ပွဲစားလှုပ်တယ်မနက်အစောကြီးအိပ်ရထိုင်လက်ဖေးဆိုင်ကိုပဲသွားတတ်တယ်မနက်စာဆိုတာအိမ်မှာဘယ်တော့မှမစားဘူးညနေပိုင်းရောက်ရင်လည်းအိမ်ပြန်တယ်ထမင်းစားတယ်ဆိုတာမရှိပါဘူးဗျာဘီယာဆိုင်မှာဒါမှမဟုတ်ရင်ခါရာအိုကေမှာဒါမှမဟုတ်စင်တင်တေးဂီတာဆိုင်မှာပျော်နေတတ်တယ်မန်ယူနဲ့ချက်စီဘောလုံးပွဲလာတဲ့နေ့ဆိုရင်အိမ်ပြန်ချိန်နောက်ကြတတ်တယ်ဒီအဖေငယ်တုန်းကဆိုရင်လေသူတို့မိသားစုဟာညနေစာကိုကျွန်တော်နဲ့အတူစားဖြစ်တယ်ဒီနေ့ခေတ်အဖေတွေကညစာကိုအိမ်မှာမစားကြတော့ပါဘူးအစားနောက်မှာအတောက်ပါမှအစားနောက်မှာအပျော်ပါမှနေတတ်စားတတ်တဲ့လူရင်ကြီးမှုကြီးထွန်းကားနေပြီကျွန်တော်တို့နေတဲ့ရက်ကွက်မှာတပတ်တရာအရက်ဆိုင်ရဲ့ဘီယာဆိုင်ရဲ့ပို့လိုက်တာအဲ့ဒီမှာယောက်ျားသားတွေအားလုံးညနေခင်းရဲ့အလားအပါကိုရှစ်မှုစွာနဲ့ခံစားကြတယ်ဖခင်တယောက်ကညနေစာကိုအိမ်မှာစားတဲ့ဒလေးမရှိတော့ပြောရအောင်မယ်အဲ့ဒီအိမ်မှာမိခင်လုပ်တဲ့သူကလည်းအတူတူပဲကိုရီးယား TV ဇလံတွေကိုနဲ့အချိန်ဖြုံးနေညနေပိုင်းရောက်ပြီဆို TV ရှေ့မှာထိုင်နေကိုရီးယားဇလံတွေကိုဆွဲလန်းနေညနေစာကို TV ရှေ့မှာပဲတယောက်ထဲထိုင်ပြီးစားတယ်ယောက်ျားနဲ့ထမင်းလက်ဆောင်စားဖို့အရေးမကြီးဘူးကိုရီးယားမင်းသားတွေရဲ့မျက်နှာကိုတဝကြီးကြည့်ပြီးထမင်းလက်ဆောင်စားတယ်သူတို့ကျွန်တော်ကိုဂရုမစိုက်ကြဘူးကျွန်တော်ကိုမေ့နေကြတယ်ဒီလိုပါပဲဗျာသူတို့မွေးထားတဲ့သားသမီး3ယောက်ကလည်းအရန်သနာစရာကောင်းတယ်မနက်ဆိုရင်အိယာကိုအစောကြီးထားရတယ်မနက်9 နာရီလောက်မှာကျူရှင်သွားရတယ်အဖေနဲ့မေကအဲ့ဒီအချိန်မှာအိတ်နေကြတယ်ကျူရှင်ပြီးတော့ကျောင်းကိုဆက်သွားရတယ်အိမ်ကလာပို့တဲ့ထမင်းအေးဟင်းအေးတွေကိုစားရတယ်ဘာရီမှမသိတဲ့စာတွေကိုကြက်ရတယ်ရွှေ့ရတယ်ကျောင်းလဲစင်းရောအိမ်ကိုမပြန်ရရှာပါဘူးကျူရှင်ကိုဆက်ပြီးသွားရတယ်ကျူရှင်တွေကလည်းစာရီတင်လိုက်တာဟိုတုန်းကအသုံးလုံးတင်နန်းဆိုတာယနေ့ခေတ်စာသင်နေတဲ့စာသင်ခန်းတွေမှာတွေ့ရတယ်အတင်းသင်အတင်းကျပ်အတင်းရိုက်စနစ်ကိုကျင့်သုံးကြတယ်ဒါဒီနေ့ခေတ်ရဲ့အသုံးလုံးပဲကလေးတွေကတနာစရာကောင်းပါတယ်ကျူရှင်တက်နေရတာကြောင့်ညနေစာကိုအိမ်မှာစားရတယ်လို့မရှိဘူးအိမ်ကလာပို့တဲ့ထမင်းဟင်းပဲစားရတယ်ကျူရှင်ပြီးပြန်တော့ညစာချက်တန်းလိုဂိုက်လိုတင်တန်းတွေနဲ့စာချက်ရပြန်တယ်အိမ်ပြန်ရောက်တော့ည10 နာရီကျော်နေပြီကိုယ်စိတ်နဲ့ကိုနေထိုင်ခွင့်မရကြဘူးအိမ်ရောက်တော့ဘာမှမသိတဲ့အိမ်စာတွေကိုကူးနေရတယ်ရေးနေရတယ်ကြာလာတော့ကလေးတွေဟာကျောင်းသားနဲ့မတူတော့ပါဘူးဝတ်တရားကြီးအလုပ်လုပ်နေတဲ့ဝန်ထမ်းနဲ့တူလာတယ်အဖေနဲ့အမေကလည်းတနေ့ကုန်မတွေ့ရဘူးအဖေမေအိတ်ချိန်မှာကျောင်းသွားရတယ်အိမ်ပြန်ရောက်တော့လဲအဖေနဲ့အမေကအိတ်နေကြပြီမိဘကိုပြုစုခွင့်လည်းမရကြဘူးစော့ကစားဖို့အချိန်လည်းမရှိဘူးကိုလက်ကြက်ခိုင်ကျမ်းမာရေးအတွက်လည်းအလေးမထားကြတော့ဘူးစာတွေကိုကြက်နေရင်းနဲ့နှလုံးသားဗလာတွေဖြစ်နေတဲ့လူငယ်တွေလည်းအများကြီးပါရိုးရာပုံမြင်တွေကိုလည်းသူတို့မကြားဘူးပါဘူးအိယာဝင်ပုံမြင်တွေပြောပြမဲ့အဖိုးအဖွားအဖေမေလည်းမရှိဘူးကျွန်တော်အဲ့ဒါတွေကြောင့်ငိုချင်နေတာစဉ်းစားကြည့်စမ်းပါ
မိဘတွေဘာအတွက်ပတ်စံရှာနေတာတော့ကိုသားသမီးအတွက်ပတ်စံရှာတယ်ဆိုရင်ပတ်စံနဲ့ထပ်တူအရေးကြီးတဲ့မိသားစုနှွေးထွေးမှုဆိုတာကိုမေ့နေကြတယ်ဒီလိုပါပဲသားသမီးတွေကလည်းဘာအတွက်ပညာသင်နေတာတော့ပညာရေးနဲ့ထပ်တူကြတဲ့မိသားစုမေတ္တာကြီးဆိုတာကိုမေ့နေကြတယ်မိသားစုစိတ်ဓာတ်ဆိုတာကိုမေ့နေကြတယ်မိသားစုနှွေးထွေးမှုဆိုတာကိုမေ့နေကြတယ်ရွတ်ဆိုနိုင်စွမ်းကိုပညာလို့ထင်နေကြတော့တာပဲအမှတ်နည်းနည်းများများကိုပညာရေးအရေးရှင်လို့သတ်မှတ်တော့တာပဲမိသားစုရဲ့ညနေခင်းဘဝကိုဘီယာဆိုင်တွေကအပိုင်စီးသွားကြတယ်ကာရာအိုကေဆိုင်တွေကအနိုင်ယူသွားကြတယ်အရက်ဆိုင်တွေကအပိုင်သိမ်းသွားကြတယ်ဥရောပဘောလုံးပွဲတွေကဖန်ဆာပစ်လိုက်ကြတယ်ကိုရီးယားဇက်လန်တွေကဇက်လန်တွေကဝါးမျိုးပစ်လိုက်ကြတယ်ကျူချင်းတွေတင်တန်းချောင်းတွေစာချက်တန်းတွေစာကြည့်တန်းတွေဂိုက်တန်းတွေကမိသားစုဘဝရဲ့ညနေခင်းအလားကိုဖျက်ဆီးပစ်လိုက်ကြပြီမိသားစုဝင်တွေတယောက်နဲ့တယောက်တွေ့ဆုံဖို့အချိန်မရှိကြတော့ဘူးမေတ္တာတရားထက်အပျော်ပါးကပိုပြီးအရေးကြီးနေတယ်မိသားစုနှွေးထွေးမှုထက်ငွေကပိုပြီးအရေးကြီးနေပါတယ်မိခင်အဖခင်ပေါ်ချစ်ခင်ဖို့ထက်စားအုပ်ထဲကစားတွေအလိုရဖို့ကပိုပြီးအထီးကကြာနေတယ်ဒီလိုနဲ့မိသားစုဘဝတွေပျောက်ဆုံးနေကြတယ်ကျွန်တော်တို့မြန်မာဓလေ့တွေမှာတော့ညနေစာစားဝိုင်းကိုဝိုင်းဖွဲ့ပြီးစားကြတယ်ထမင်းစားတဲ့ခုံကိုထမင်းစားတဲ့ခုံကိုစပွဲခုံလို့တောင်မခေါ်ဘူးထမင်းစားစပွဲဝိုင်းလေလို့ခေါ်ကြတယ်စပွဲဝိုင်းနေဆိုတာအတိတ်ပဲပြေဝလွန်းတဲ့မြန်မာဟောဟာတာပါစားတယ်ဆိုတဲ့အတိတ်ပဲကခန္ဓာကိုယ်ရဲ့လိုအပ်ချက်နဲ့အာဟာရကိုဖြည့်တင်းခြင်းပါပွဲဆိုတဲ့ဝေါ်ဟာရကတော့ပျော်ရွှင်ခြင်းချစ်ကြည်ခြင်းချစ်ကျွမ်းဝင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ဝိုင်းဆိုတာကတော့မြန်မာစကားမှာစုပေါင်းခြင်းညီညွတ်ခြင်းမျှတခြင်းအတူလက်တွဲဆောင်ရွက်ခြင်းလို့အဓိပ္ပာယ်ရတယ်အခုတော့များဗျာဟိုတုန်းကတော့ကျွန်တော်ကိုအခြေပြုပြီးမိသားစုတွေနှွေးထွေးခဲ့တယ်ချစ်ကြည်ခဲ့ကြတယ်ရှင်းနှီးခဲ့ကြတယ်ပျော်ရွှင်ခဲ့ကြတယ်တယောက်ကိုတယောက်နားလည်မှုတွေရှာဖွေပေးခွင့်ရခဲ့ကြတယ်အခုတော့ဒါတွေမရှိတော့ပါဘူးဗျာဝမ်းနဲ့ကြာကောင်းလိုက်တာပျော်ရွှင်တဲ့မိသားစုရဲ့ညနေခင်းဘဝနေရာမှာယနေ့ခေတ်ရဲ့ယဉ်ကျေးမှုတွေ TV တွေဇက်လန်တွေစားတောက်နေထိုင်ပုံတွေပညာရေးတွေကနေရာယူသွားကြပါပြီဒီထမင်းစားတဲ့စပွဲဝိုင်းလေးပေါ်မှာဘယ်တော့မှမိသားစုတွေပြန်ဆုံပါလေနော်မိသားစုစိတ်ဓာတ်မပြေဝတဲ့လူငယ်တွေကြီးလာရင်တော့အားလုံးတော့ဒုက္ခပါပဲဗျာကျွန်တော်ကတော့ပျော်ရွှင်ပဲမိသားစုဘဝကိုပြန်ပြီးတော့မြင်ခွင့်ရဖို့ငိုကြွေးရင်းနေပဲတဲ့စာသားအဆုံးသတ်သွားပါတယ်ကျေးဇူးတင်ပါတယ်